မြန်မာကြီးလူမျိုးများသည်မြန်မာနိုင်ငံတွင်တရားဝင်သတ်မှတ်ထားသောမျိုးနွယ်စု135မျိုးတွင်ပါဝင်ပါသည်မြန်မာကြီးလူမျိုးများသည်ရခိုင်ပြည်နယ်မြောက်ပိုင်းရှိတောင်တန်းဒေသများတွင်နေထိုင်ကြပြီးလူဦးရေမှာ2,000,000ရှိပြီးအဲ့ဒီထဲကမှလူဦးရေ3,50,000 လောက်ဟာဘင်္ဂလားဒေ့ရှ်နယ်စပ်တွင်အများဆုံးနေထိုင်ကြသည်မြန်မာကြီးလူမျိုးများသည်ရခိုင်ဘာသာစကားဗမာဘာသာစကားနှင့်ဘင်္ဂလီဘာသာစကားများကိုပြောဆိုကြပြီးထေရဝါဒဗုဒ္ဓဘာသာကိုကိုးကွယ်သောလူမျိုးပင်ဖြစ်သည်ရိုးရာဓလေ့ထုံးစံမှာလည်းရခိုင်လူမျိုးနှင့်အတူတူပင်ဖြစ်သည်ရှေးအခါကမြန်မာကြီးလူမျိုးတို့ကိုဘရူဝါလူမျိုးဟုခေါ်ဆိုခဲ့ကြသည်မြန်မာကြီးလူမျိုးဖြစ်ပေါ်လာခြင်းအကြောင်းမှာဘုရင်နောင်၏အမွေကိုဆက်ခံသည့်တားတော်နန္ဒဘုရင်လက်ထက်တွင်ဟန်တာဝရီထီနန်းကိုရခိုင်မင်းနှင့်တောင်ငူမင်းတို့ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ကကမ္ဘောဇတာဒီနန်းတော်ကိုမိရှုဖျက်ဆီးခဲ့ပြီးဘုရင်နောင်၏ဆွေတော်မျိုးတော်မင်းကြီးမင်းသားများကိုရခိုင်ပြည်မှတဆင့်ရခိုင်ပိုင်ဘင်္ဂလားနယ်စပ်စစ်တကောင်းဒေသသို့ပို့ဆောင်ခဲ့သည်ရင်းတို့မှဆင်းသက်ပေါက်ဖွာလာကြသူများကိုမြန်မာကြီးလူမျိုးဟုခေါ်ဆိုခဲ့ကြသည်ယခုအခါတွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်အများဆုံးနေထိုင်ကြသည့်ကြီးစုသူအားလုံးဗဟုတူတရားရှိကြမယ်လို့မျှော်လင့်ပါတဲ့အကြောင်းအရာများကိုရှာဖွေရသလောက်တင်ဆက်ပြသလိုက်ပါတဲ့အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ